ငါငယ်ငယ်လေးကခိုးလာတာအခုချိန်ရောက်တယ်အဲ့တော့ခိုးပဲစားလာတာဖြစ်တယ်တော့ငါခိုးပဲခိုးတယ်ကွာ ဟာမင်းခိုးတဲ့တိုင်ရေးမကြည့်ဘူးနော်မင်းကငငယ်လေးအเจ้าမလဲเจ้าသားချင်းချင်းဟိုလူစီကခိုးဒီလူစီကခိုးပြီးငါ့ကိုတော့ခွဲပေးခဲတယ်လဲတော့ချိုးပေးမင်းအဲ့လိုတွေပေးခဲ့တော့ငါအားနာပြီးယူတော့ငငယ်လေးကငါကြံပါဖြစ်ကောအခုကြီးလာတော့လဲမင်းခိုးလို့ရတယ်ညရောင်းမိရတယ်ငါ့ကိုပတ်စံတော့လာပေးတာငါဘာမှမသိပဲယူတော့ငါဘာအခုသဟိုးဖြစ်နေပြီမင်းက ငါမင်းကိုစေတနာနဲ့ငါခိုးသမျှရသမျှကိုမင်းကငါတက်ဝယ်ပေးတာလေအဲ့တော့မင်းကမကြည့်တတ်တဲ့ပြင်ငါ့ကိုရန်လုပ်နေတယ် ရန်လောက်တာမဟုတ်ဘူးထက်ထောင်မကြကျင်တာမင်းခိုးရင်ကိုငါတော့မခိုးနိုင်တော့ဘူး ရတယ်လေမင်းမခိုးချင်လည်းမခိုးနဲ့ပေါ့အေးပြီးတော့မှတော့ဟဲ့အောင်ငါခိုးလာလို့ရတာကိုမင်းတဝက်တော့လာမတောင်းနဲ့ငါမပေးနိုင်ဘူးနော် မတောင်းဘူးမင်းမပေးရင်ငါမတောင်းဘူးနော်မတောင်းဘူးလာသွားမယ် ငါတော့စိတ်ဆုံးဖြတ်ထားပြီသားငါကတော့ဟာဒီတခိုးလို့ကိုဘယ်တော့မှမစွန့်လို့သိတဲ့ဒီခိုးနေဦး ဘလူကောင်မန်းကိုမသိဘူးကွာခိုးမိမတဲ့ရငါမိမလေး သိတယ်လေမင်းဝမ်းသာဝအောင်လို့မင်းမငါခေါ်ပေးတာ ငါမကခေါ်မှာပေါ့ အေးပါဟုတ်ပါတယ်မင်းကလေ မိမရေချင်းမိမယောက်ျားလာပြီမိမရဲ့ 我哪来着？ယောက်ျားဟိုထောင်ကလွတ်လာပြီဆိုတော့မိမဖြော်တော့ပြောတယ်ဒါမဲ့လေယောက်ျားကိုတစ်ခုလောက်တော့ပြောထားခြင်းနဲ့ ဘာလဲဘာလို့ ဟိုနောက်ခါအဲ့လိုခိုးတော့ကွက်တာတွေမလုပ်ပါနဲ့လေနော် ကဲပါမိမရဲ့မိမစိတ်ဆင်းအောင်ကြမလုပ်တော့ဟုတ်ပြီလား ယောက်ျားလှုပ်ချင်လို့လှုပ်တာမဟုတ်တာမိမသိတယ်အပေါင်းအသင်းမလို့ဖြစ်တယ်ဆိုတာလည်းမိမသိတယ်အဲ့မဟုတ်တဲ့လူတွေတော့ပေါင်းမနဲ့ယောက်ျားနော် ဟုတ်လို့ကလည်းအားနာစားဘယ်လိုပြောလဲ အမနာပါဘူးမျက်နှာတော့တခြားကြည့်ပြီးပြောကြတာ တကယ်ငါပြန်လိုက်ဦး ဟေးဒီကောင်မင်းဘယ်လိုပြန်လာ ဟိုဘယ်ပြန်ရမလဲကွာမင်းကလည်းငါမှခင်းတွေရသလိုငါညမတယောက်ရှိတာငါညမရှိပဲပြန်ရမှာပေါ့ စိတ်ပြေပါမလားမင်း အစီအမပြေလည်းမတက်နိုင်ဘူးကွာညနေပြောင်းတိုက်ပြီးတော့အိမ်မတက်နေရမှာ ခေးငင်းမမျိုးမထားဘူးဆိုလို့ရှိရင်လည်းအစင်မပြေဘူးဆိုလို့ရှိရင်လည်းတနေ့ကရှာနေရ ဟိုမင်းကလည်းကွာမင်းအိမ်မှာမြခေါ်ထားမလားငါပဲတနေရာရှာနေရအောင်ပဲ အဲ့ပေါ်ထားလို့ရမှာပြောတယ်လို့မသိရတယ် ရပြန်စွမပြန်လိုက်ဦးမယ်နော် မိမရဲ့အဲ့လိုမပြောပါနဲ့မင်းကလည်း ရင်းရမပြောလို့မရဘူးလေမိမအဲ့လိုမပြောလို့ရှိရင်ယောက်ျားသူနဲ့ပဲပေါင်းနေမှာအဲ့ခါကျရင်ပြဿနာတွေပဲဖြစ်နေမှာမိမပဲစိတ်ဆင်းရတာ ကဲပါဟုတ်ပါပြီနောက်မပြောင်းရကိစ္စမလားတမ်းမလား နေတာတော့အိမ်မှာနေလို့ရပါတယ်ရှာစားတော့ကိုယ့်အောင်ရှာစားတော့ဒီမလေးကမကြွေးနိုင် အေးပါဟဲ့နေရာလေနေဖို့တစ်ခုလေးပါပဲငါမှရှာသားပါမယ် ရှာစားမယ်ဆိုလည်းဒီရောက်ကတော့လာမခိုးစားနဲ့နော်ခိုးစားခြင်းနဲ့ဆိုလည်းတစ်ခြားရောက်မှတော့ခိုးစားညီမလေးသိခါကြတယ်ပတ်ဝန်းကျင်မှာလည်းတော်တော်ရှက်ဖို့ကောင်းနေပါပြီကိုကြီးရဲ့အကိုကတခိုးဆိုတော့ညီမတို့လည်းတခိုးပဲထင်နေတာသိလား ငါကောင်းကောင်းပဲလှုပ်စားမယ်ဟာ ပြီးရော